ဈေးကွက်ထဲကအပြင်သားထုတ်နဲ့ကြက်ဥလေးကိုကြိုက်တဲ့သူရှိလားရှင်ကြက်ဥကိုအမြဲစားရတဲ့သူဆိုရင်တော့ဒီနီးလေးကိုစိတ်ထားလိုက်ပါတော့ကိုကအမြဲကြက်ဥစားရတယ်ဆိုရင်တော့ဒီပုံစံလေးလုပ်ပြီးတော့ရေကတ်တက်တာတွေမှာထည့်စားလို့ရပါတယ်အရင်ဆုံးလိုတာကတော့လက်ဖက်ချောက်လိုမယ်ငါမျိုးဆက်မဆလာလိုမယ်ခရူးစီလိုမယ်ပဲငမြာကြီးလိုမယ်တရုတ်မဆလာလိုမယ်ရှောက်ကောပတ်ကောအမုံလိုမယ်ရင်းညင်းပွင့်ရနည်းနည်းပွင့်ရလိုမယ်အမုံတွေကလေတကယ်တမ်းကြရင်တော့တစ်မျိုးလောက်ထည့်ရင်ကိုရပါတယ်မမကတော့အများကြီးထည့်လိုက်ပါတယ်ပုံမှုအောင်လို့ပါဒါကိုတညစိန်ထားမယ်တညစိန်တဲ့အခါကျရင်တော့နောက်ရက်ကျရင်ဒီပုံစံရပါတယ်မမကတော့ကြက်ဥခွာတာဘလို့မှအဆင်မပြေဖြစ်သွားလို့ပါအရင်ဆုံးထည့်ရမှာတော့ခရူးစီထည့်မယ်ပဲငမြာကြီးလေးထည့်မယ်ငမြာကြီးလေးအနှဲငယ်ထည့်မယ်ကိုကလေအချို့မချအောင်ဝေးမချဘူးဆိုရင်တော့တကြားလေးထည့်ပြီးတော့အခုအချိန်မှာဒီလိုမျိုးလေးအပူပေးပြီးတော့လှော်လိုက်ရုံပါပဲလှော်သွားလို့အပြင်သားလေးကလည်းအရသာလေးစိတ်ဝင်သွားပြီးတင်းတင်းလေးဖြစ်သွားပြီးဆိုရင်တော့ရပါပြီခလေးရောလူကြီးရောအရင်ကြိုက်ကြတယ်ငါမျိုးဆက်မဆလာကြက်ဥလက်ဖက်လေးရပါပြီသူ့ရဲ့ရတာအပြင်ရဲ့ရတာဘလို့လေးလဲဆိုတော့အိုးဖဲဥတွေကအသားလေးလိုပဲထုတ်လေးနဲ့အရင်စားကောင်းပါတယ်